ဒီတစ်ခါမှာတော့အုံစိမ်းကြောက်ကြောလောက်စားကြမယ်နော်အရင်ဆုံးအုံစိမ်းရည်တဲ့ကိုစားအနှဲငယ်ရဲ့တကြားရဲ့ထည့်မွေပါမယ်နော်ဒီနေရာမှာကျမကတကြားအဖြူမရှိလို့တကြားအညိုသုံးထားပါတယ်အုံစိမ်းကြောက်ကြောထဲမှာထည့်ဖို့အုံတီးပန်းနုနုလေးတွေကိုလည်းချီယူထားပေးပါမယ်နော်တယ်လီဖုန်းအမှတ်တစိကြောက်ကြောမုံကိုရေအနှဲငယ်နဲ့ထမင်းစားစွန်းတစွန်းခန့်ဖြောထားပါမယ်ရှင်အုံတီးတစ်လုံးစားအတွက်ပါရှင်ပွက်ပွက်ဆူနေတဲ့အုံစိမ်းရည်တဲ့ကိုခဏကဖြောထားတဲ့ကြောက်ကြောရည်ထည့်ပြီးတော့မွေပါမယ်ကြောက်ကြောကျူတာရမရသိချင်ရင်ဇွန်းထဲကိုအနှဲငယ်ထည့်အေးခံပြီးတော့ဒီလိုတင်းတင်းအနေထားလေးရပြီဆိုလို့ရှိရင်အုံတီးဖက်တွေထည့်မွေပြီးတော့ကြောက်ကြောအိုးချလို့ရပါပြီရှင်သူ့အုံတီးအခွန်ထဲကိုပဲထည့်ပြီးတော့ကြောက်ကြောအခဲခံပါမယ်နော်သူကလေဘန်းနေတဲ့ကိုထည့်ပြီးတော့အခဲခံတာလောက်တော့မမြန်ပါဘူးရှင်ဒါကတော့ရေခဲတစ်တာထဲမှာတနာရီလောက်အထားခံပြီးတော့ရလာတဲ့အုံစိမ်းကြောက်ကြောအနေထားပါရှင်ကြည့်ရှုခဲ့ကြတဲ့လူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်